Hey guys, welcome back. So Masuro di ni lila mes galon li aro ba a dai ba ya le so roတချို့လူတွေရှိရပေါ့နော်အထူးသဖြင့် teenager တွေစိတ်ကြောသက်အရွယ်တွေကသူတို့ကိုယ်သူတို့အမှန်ထဲမှာမြင်ကြည့်ပြီးတော့စိတ်တိုင်းမကြတဲ့စိတ်အခြေအနေမျိုးပေါ့နော်ကိုယ့်ကိုယ်အမြဲတမ်းရုပ်ဆိုးရလို့ပဲထင်တယ်။နောက်ဆိုလို့ရှိရင်စိတ်ကြောသက်တုံးကကိုယ့်ရုပ်ကိုကြည့်ပြီးတော့နှာခေါင်းကြီးရေပေါ့နော်အဲ့ဒီမှန်ထဲမှာကြည့်ရင်နှာခေါင်းကြီးပဲမြင်သွားတာဒီဟာအရန် plastic surgery အရန်လုပ်ချင်ခဲ့တယ်ပေါ့နော်အဲ့ဒါအမှန်သူများတွေအနေနဲ့ကြည့်ရင်အဲ့လောက်မဟုတ်ဘူးအဲ့လောက်ရုပ်မစိုးဒါပေမဲ့ကိုယ့်ကိုအရန်မှဘလို့မှဘဝင်မကြဘူးပေါ့နော်အဲ့ဒီရဲ့စိတ်အခြေအနေမျိုးကိုဘလို့ခေါ်လဲဆိုတော့ dysmorphia လို့ခေါ်တယ် dysmorphia so if you are having dysmorphia you are just not happy with your physical appearance maybe you might think that you're too fat or you might think that your boobs are like too flat or too ugly or something like that okay so try not to have dysmorphia and trying to be aware okay so dysmorphia ကအဲ့ဒီလိုမျိုးကိုယ့်ရဲ့ physical appearance ကိုစိတ်တိုင်းမကြတဲ့စိတ်အခြေအနေတစ်မျိုးပေါ့နော်စိတ်ယောဂအရင်ဆိုတဲ့စိတ်ယောဂတော့မဟုတ်ပေါ့နော်အခြေအနေစိတ်အခြေအနေတစ်မျိုးပေါ့နော်အဲ့ဒါကို dysmorphia လို့ခေါ်တယ်နော် dysmorphia Okay, so let's have a look at one more example. When I was 10, I had a really deep-rooted dysmorphia. I was very insecure with my big nose. ဒါမှမဟုတ်မဆူပြေးတာနော်မဆူကငငယ်တုန်းကအဲ့စိတ်ကြောသက်ဘဝတုန်းကအရန်ကိုမှအယိုးဆွဲနေတဲ့စိတ်မလုံခြုံမှုပေါ့နော်ရှိခဲ့တယ်ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့နှာခေါင်းကိုအရန်စိတ်တိုင်းမကြဘူးပေါ့နော်အရန်နှာခေါင်းရန်ကြည့်ရလို့ထင်ခဲ့တယ်ပေါ့နော် so it's a dysmorphia people with dysmorphia tend to have plastic surgery dysmorphia ရှိတဲ့လူတွေကသူတို့ကိုယ်သူတို့ plastic surgery လုပ်နိုင်တဲ့အခြေအနေရှိကြတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့ကိုယ်သူတို့မှလှရလို့မထင်တာ they feel like they have to like modify their body or physical appearance or anything like that so it's because of that dysmorphia okay and another one, it is said that very young people are undergoing plastic surgery due to their growing dysmorphia. Young ငယ်ရွယ်တဲ့လူငယ်လေးတွေဆိုလို့ရှိရင် plastic surgery တွေအများနဲ့လုပ်ကြတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့တဖြည်းဖြည်းတိုးပွားလာတဲ့ dysmorphia ကြောင့်မလို့ပေါ့နော် dysmorphia တချို့လူတွေကကြတော့ဖြည်းဖြည်းနဲ့လျော့သွားတာရှိတယ်တချို့လူတွေမှာကြတော့ growing ဖြစ်လာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့သူတို့ကိုယ်သူတို့စိတ်မလုံခြုံမှုတွေကများလာတဲ့ခါကြလို့ရှိရင် growing dysmorphia အဲ့ခါကြလို့ရှိရင် plastic surgery တွေရမ်းလုပ်ချင်ကြတယ်ပေါ့နော် like filter ထိုးတာတွေပါညာတွေပေါ့နော် so it's all based on that dysmorphia okay So I hope that you understand the meaning and how to use dysmorphia in a sentence. So it is your turn to use dysmorphia in a sentence and write in the comment. Okay, dysmorphia ဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့ comment မှာရေးပေးခဲ့ပါဒါမှမဟုတ်ငငယ်တုန်းက dysmorphia တွေပါတယ်ရှိခဲ့လားရှိခဲ့တယ်ဆိုလို့ရှိရင်အောက်မှာရေးပေးခဲ့လို့ရပါတယ် Thank you very much for watching and see you next time